ရှရနာအစရောကျွန်တော်တို့ခံစားမှုတိုင်းနဲ့ဖွင့်ဆိုကြည့်ဆိုရင်ရှရနာအစရောလေးခြေလိုက်မိမလားမသိလာဆန်ချင်းထစရက်ချင်းနေပူကိန်းအောင်နေတဲ့ခအေးအကြောင်းတစ်မျိုးပေါ့တအုံနွေးနွေးနဲ့ဝင်နေတဲ့မြူပဲတဖြုတ်ဖြုတ်နဲ့ကျွေနေတဲ့တိတ်ခံမှုပဲဘယ်ရှာမှလကားမရှားခဲ့ပါဘူးရှရနာစာရွက်ကလေးပေါ်လက်ပွေလေးတယောက်တစ်လဲနှိပ်ယုံနဲ့ဆက်ဆံရေးတွေခိုင်မာသွားမယ်ဆိုသိကောင်းမယ်နော်ဒီနေ့ကမနေ့ကထန်နဲ့ပိုရတဲ့ရှရနာကျွန်တော်တခုစီရွေလျားနေကြတာလားဒါမှမဟုတ်တရားရောက်စီရနေခဝေးဝေးကိုတွန်းပို့ခံရတာလားမရတနာကိုတန်းလာရဲ့ကိုတချင်းနဲ့အကောင်လေးပို့တဲ့နတာရက်တောင်လေဘဲတောင်မှတင်ရတဲ့လေဘယ်တော့မှရှိခဲ့ဘူးလို့လေရတနာရဲ့အညာလေးပြုတ်ထွက်သွားတာကအစာညရည်လေးတစ်စက်ဆက်လက်ခွက်ထဲကျသွားတာအစုံဘယ်တော့မှပြန်ကောင်းမလာခဲ့ဘူးနော်မရှရနာဒီကနေ့အတွက်မိုးလေဝသခံမှန်းချက်မှာရှရနာအနီးတစ်ဝိုက်တွင်စိမ်းရောင်လေးတို့ကလေးပေါက်ပါဖြစ်တည်ရင်ကျွန်တော်နိုင်လေးအားကုန်သွားနှစ်လားရှိပြီရှရနာဘာလို့မြန်ပတ်ထားမိပါလဲအရှိရကရုတ်တရက်ရက်သွားတော့နောက်ကားသမားတွေဝိုင်းဆဲကြတယ်ကျွန်တော်ရေးတီမှုလုံးမရဘူးရှရနာသူ့မှာအ ਨੇ ဆုံးတော့မချင်တဲ့ချင်းကိုထုတ်ဖော်မှရှိသေးတာပဲကျွန်တော်ဘသူ့တော့ပြောရမလဲမရှရနာတရုတ်စကားပါမွင့်လေးတွေကစားလို့ရတယ်တဲ့ရှရနာရဲ့ကျွန်တော်အော်တကြည့်ပဲတဘာဝရဲ့ dressing တွေရှားမှာကျွန်တော်နားလေဆုံးနဲ့နားလေအခက်ဆုံးဆိုတာရှရနာဆိုတဲ့ပု္ပ္ပစာလေးပဲဖြစ်မယ်ထင်တယ်တချို့တွေကဈေးကြီးပေးဝယ်မှာကောင်းတယ်လို့ထင်ကြတယ်ကျွန်တော်ကြတော့ချစ်ဖနောက်လေးနာနာဆောက်နှခမ်းလေးကြိုက်တဲ့ပန်းကလေးကိုသွေးနဲ့လောင်ချင်ခဲ့တာရှရနာအစေရောင်ကပြတင်မှုရှိ